လုံးပဲမင်္ဂလာအပေါင်းနဲ့ခါညောင်သောနေ့လေးတစ်နေ့ဖြစ်ကြပါစေရှင်။ယနေ့မှကြာရောက်တဲ့မြမရိုးရာအတာသကြံပွဲတော်ရဲ့နောက်ဆုံးနေ့လေးဖြစ်တဲ့သကြံအတက်နေ့လေးမှာNatalie Federal School မှာကျောင်းသားကျောင်းသူများကတေးသချင်းများနဲ့ဖျော်ဖြေတင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက်ခန်းစားနားဆင်ပေးကြပါအောင်ရှင်။တေးတံပြန်လွယ်လုံးနဲ့သူပြောင်းစားတကူလေးမှာတယောက်တည်းမိုးလန်းကချမ်းပတ်ကြစဉ်ပရောက်ဘူးလေးတွေပါစင်ထားသူရဲ့ကောင်းလေးမို့လို့ပရောက်ဘူးလေးတွေပါစင်ထားသူရဲ့ပြောလို့ရှိရှင်ဒီမောင်ကြတဲ့ပွဲမှာစားတဲ့ပန်းမရာပူရတဲ့ရာလီချိန်မီလမ်းပွင့်ခဲ့တဲ့ပရောက်ကိုပန်းစင်မရင်လာတဲ့တင်မမို့ဘိုးပြေနဲ့ရောက်လာပန်းပွင့်မို့ရလူကြတဲ့တင်ကြံခါလမ်းစားနဲ့မို့ရဲ့မိုးပြေလေးရဲ့ပရောက်ပန်းပွင့်ရုံဆိုရုံပြပါပန်းမရာပူရတဲ့ရာလီချိန်မီလမ်းပွင့်ခဲ့တဲ့ပရောက်ကိုပန်းစင်မရင်လာတဲ့